ငါမှာတနိုင်ငံလုံးမှာတစ်ခုပဲရှိတဲ့ SG အလောက်ကန်မျိုးရလိုက်တာကိုအဖေနဲ့အမေကအတိစိတ်ဝင်တဲ့စင်ပေါ်မှာတင်ဖိချပြီးတော့ငါတွေးကြောတဲ့ကအစွမ်းတွေကိုအတင်းဆွဲထုတ်ပြီးသူတို့ရဲ့အမြဲတမ်းရုပ်ရှင်တွေကလို့အပြစ်ကင်းပြောင်လုပ်ပြတတ်တဲ့မတာမလေးချင်းတီစီအတင်းတမလွှဲပြောင်းပေးလိုက်ကြတယ်ဒါကိုမြင်တော့အเจ้าကဆရာတွေအเจ้าသားတွေကငါ့ကိုခွေးလောက်တောင်အဆင်မရှိတဲ့အတုံးမကျတဲ့ကောင်ဆိုပြီးဝိုင်းလောင်ကြတယ်ငါနဲ့အတူတူဖွဲ့မယ်လို့ဂတိပေးထားတဲ့အเจ้าရဲ့အလားပြင်မကြီးဆိုတယ်သူကလည်းညာရင်းချင်းပဲပြောင်းသွားပြီးချင်းတီချေပွားကိုရှာနေတောင်လိုက်ရက်နေရတဲ့အထိဖြစ်သွားတာပေါ့ဘာလို့လဲဆိုတော့လူတိုင်းအလောက်ကန်ပြောင်းကြတဲ့ဒီကဘာကြီးမှာသွေးမျိုးဆက်တွေပြည့်သွားတဲ့ငါဟာအညံ့ဆုံးမြေပြင်အဆင့်စစ်တီတော့ဖြစ်သွားခဲ့ရပြီးချင်းတီကတော့ငါရဲ့ SG ထိုင်ရှန်တိုက်ခိုက်ရေးစွမ်းတွေကိုလူယူသွားပြီးအားလုံးရဲ့အလိုလိုက်အကြိုက်ဆောင်ခြင်းကိုခံရတဲ့ထိပ်တီးသူရဲကောင်းဖြစ်လာလို့ပါပဲဒါပေမဲ့မိသားစုကနေရဲဆက်ဆက်နှင်ထုတ်ခံလိုက်ရတဲ့ငါကတော့ညဘက်ကြမှရဲတော်မရဲနိုင်အောင်ဖြစ်နေရတယ်ဘာလို့လဲဆိုတော့သွေးမျိုးဆက်တွေအလုခံလိုက်ရတဲ့အချိန်မှာပဲငါစီမှာတမိုင်းတစ်လျှောက်အင်အားကြီးဆုံးနှဆိုးစနစ်ပေါ်လာခဲ့တာကို SG အဆင့်အကာအကွယ်မျိုးကိုဘသူကလိုချင်မှလဲငါကတော့တကဘာလုံးမှာတစ်ခုတည်းရှိတဲ့ SS နဲ့အဆင့်အမြင့်ဆုံးနှဖျားလောက်ကန်ဖြစ်တဲ့စိန်ကျူးဆိုတာကိုချက်ချင်းပြောင်းလိုက်နိုင်တဲ့ရှေးဟောင်းနှဆိုးကြီးရှစ်ကောင်ရဲ့ကြောက်စရာကောင်းတဲ့စွမ်းတွေကိုလည်းထိန်းချုပ်နိုင်တယ်လို့အချက်လေးတွေဖြစ်လိုက်ုံနဲ့ AKL အဆင့်အမြင့်ဆုံးလက်နက်တွေကိုတောင်ကိုယ်တိုင်ဖန်တီးနိုင်နေပြီလေအခုချိန်မှာတော့တေဆုံးလုံးအမြင့်ဆုံးဖြစ်တဲ့နှဆိုးနဲ့မြေရဲမှာအဆင့်35ရှိတဲ့အေယာမဆလိုင်းကောင်ကြီးကငါရဲ့ပါရမီရှင်ချင်းတီကိုလိုက်တက်နေတာကိုကြည်ရင်းနဲ့ငါကတော့တစ်ဖက်ကအိတ်ကက်ထဲလက်ထည့်ထားပြီးနောက်တစ်ဖက်မှာ10နှစ်ခုမြောက်မော်ဆောင်လက်ဖွဲ့အလင်းရောင်တွေကိုဖန်တီးနေလိုက်တယ်ပြီးတော့နှာကောင်းရှုံပြီးလက်တစ်ဖက်ကိုခပ်ပေါ်ပေါ်လေးတောက်လိုက်ရင်ငါစိတ်ထဲမှာဒီလိုအိုးရိလိုက်မိတယ်မင်းတို့တွေကငါမှာဘာတစ်ခုမှလိုအပ်ချက်မရှိတော့ဘူးဆိုတဲ့စကားရဲ့အတိတ်ဘယ်ကိုဘယ်လိုလုပ်နားလည်နိုင်မှာလဲဒီအချိန်မှာကျန်းတဲ့အထက်တန်းကျောင်းအတီးစိတ်ဝင်နေစင်ပေါ်မှာတော့တစ်စက္ကန့်လိုကမှကောင်းကင်ကိုထိုးဖောက်တက်သွားတဲ့ရွှေရောင်လင်းနှန်းတွေကအားကစားရုံအမိုးကိုဖောက်ထွက်သွားတာဟာ SG ရှိုးဝက်လောက်ကန်ဖြစ်တဲ့ထိုင်ရှန်တိုက်ခိုက်ရေးစွမ်းကိုကိုစားပြုနေတဲ့အတီးစိတ်ဝင်တဲ့အခမ်းအနားပါပဲတကျောင်းလုံးကကျောင်းသားတွေနဲ့ဆရာတွေရဲ့အားပေးတံတွေကလဲချောင်းထဲမှာတင်ရှိနေတော့မဲရှိသေးတယ်အတန်အကျယ်ကြီးထွက်လာဖို့တောင်အချိန်မရလိုက်ဘူးနောက်တစ်စက္ကန့်မှတင်တောင်ကြီးတစ်လုံးဖိချထားသလိုမျိုးကြောက်စရာကောင်းတဲ့မြေတက်မော်စွမ်းအားတစ်ခုကဘာတဲလုံးစမမပေးရဲနဲ့ချမ်မင်းရဲ့နောက်ကျောကိုအားနဲ့မှန်နဲ့ရိုက်ချလိုက်တဲ့ပုံးဆိုတဲ့အတန်နဲ့အတူချမ်မင်းရဲ့ဒူးနှစ်ဖက်ကမာကျောတဲ့ကြောက်ပြားပေါ်ကိုပြင်းပြင်းထန်ထန်ပြုတ်ကျသွားတယ်အဲ့ဒီလောက်ပြင်းထန်တဲ့ရိုက်ချက်ကြောင့်သူ့ရဲ့ဦးတွေအသေးတွေအကုန်လုံးလောက်ခါသွားပြီးသွေးတစ်ပွက်ကိုပါဆက်ထောင်းကနေမထိန်နိုင်ပဲအန်ထွက်လာတဲ့အေးဆက်ဆက်အငွေ့တွေထွက်နေတဲ့နိုးထချင်းကြောက်တံပေးကိုသွေးဆက်တွေကျသွားတယ်သူတော်လေးခက်ခက်ခဲခဲနဲ့ခေါင်းကိုမောကြည့်လိုက်တယ်လက်ချောင်းတွေကြားကနေဖျားထွက်နေတဲ့ရွှေရောင်လင်းနှန်းတွေကိုဖျက်ပြီးသူ့ကိုအခုလိုမျိုးရိုက်ချလိုက်တဲ့သူကိုစိုက်ကြည့်နေမိတယ်အဲ့ဒါသူ့အဖေရင်ကျန်းတဲ့မျိုးရဲ့ထိတ်တဲမိသားစုကြီးငါးခုတည်းကတခုဖြစ်တဲ့ချမ်းမိသားစုရဲ့ခေါင်းဆောင်ချမ်းယုံပဲဖေဖေဘာလို့တာလဲချမ်းမင်းကသွားတွေကိုကြိတ်ပြီးမေးလိုက်တဲ့အားကုန်သုံးပြီးကြိတ်ထားတာကြောင့်သွားဖုံးတွေကနေသွေးတွေတောင်ဆင်းထွက်လာတဲ့စကားလုံးတိုင်းကသူ့သားဆိုင်တွေထဲကနေအတင်းဆွဲထုတ်ထားရတယ်လို့မျိုးခံစားရတယ်တခြားကဘာကနေရောက်လာတဲ့သူတယောက်အနေနဲ့ဒီနှွေးတက်မရှိအထင်သေးခံရတဲ့ခန္ဓာကိုယ်ထဲမှာသုံးနှစ်လုံးလုံးကျိတ်မိပြီးပြီးခံခဲ့ရတာနေရောညပါစာတွေချက်အသက်ဆုံးပြီးလေ့ကျင့်ခဲ့တာဒီနေ့နိုးထချင်းအခမ်းအနားမှာသူ့ကံကြမ္မာကိုပြောင်းလဲပြဖို့အတွက်ပဲသူအောင်မြင်ခဲ့ပါတယ် S အဆင့်အလောက်ကင်လုံနိုင်ငံမှာတစ်နှစ်ကိုလက်ချိုးရည်လို့ရတဲ့အထူးချုံဆုံးပါရမီရှင်တယောက်ဘဲဖွဲ့စည်းမဆိုဖျားတဆူလို့ပူဇော်ထားခြင်းစရာကောင်းတဲ့သူဖြစ်လာခဲ့တာဒါပေမဲ့ဘာလို့လဲဖခင်ဖြစ်သူရဲ့ဂုံယူဝမ်းမြောက်တဲ့အတန်ကိုကြားရမယ့်အစားဒီလိုမျိုးရဲရဲဆက်ဆက်နဲ့တေးလူမျိုးပါရိုက်ချတာကိုခံလိုက်ရတယ်အကိုဖေဖေကိုအပြစ်မတင်ပါနဲ့အကုန်လုံးကျွန်တော်မားတွေပါငိုတမ်းမာပြီးအရန်ကိုစိတ်မကောင်းဖြစ်နေတဲ့အတန်တစ်ခုကဆင်အောက်ကနေထွက်လာတဲ့ချမ်းမင်းရဲ့ညီရင်ချမ်းယူကမျက်လုံးတွေနီးရဲနေပြီးမူချင်းကျန်းရဲ့ရင်ခွင်ထဲမှာရတနာတပါးလိုအလိုလိုက်ပွေးဖက်ခြင်းကိုခံနေရတယ်ချမ်းယူရဲ့ဖြူဖွေးတဲ့လက်ပွားထဲမှာတော့ပြင်းပြတဲ့စွမ်းအားတွေထွက်ပေါ်နေတဲ့ပစ္စည်းနှစ်ခုကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတယ်စေးတိတာတွေကဖိုးတဲ့ဆေးလုံးတွေကချမ်းမိသား